စေနာမှန်နဲ့တောင်းပေးတဲ့ဆုတိုင်းဟာအာနိသင်ရှိတယ်လို့ကျွန်မယုံကြည်ပါတယ်ဘယ်ဘာသာကိုပဲကိုယ်ွယ်ဘာဘာသာစကားပဲပြောဘယ်နိုင်ငံသူနိုင်ငံသားပဲဖြစ်တကယ်ကိုစေနာနဲ့တောင်းပေးလိုက်တဲ့ဆုဟာထိရောက်မှုရှိတယ်တိုင်းတာတစ်ခုတော့ထိရောက်မှုရှိတယ်လို့ကျွန်မယုံပါတယ်ဘာဖြစ်လို့ကျွန်မကမေတ္တာစေနာရဲ့စွမ်းပကားကိုအင်တာအယုံကြည်ရှိလို့ပါဒါကြောင့်မလို့ကျွန်မအတွက်မွေးနေ့တွေအရင်အတိတ်ကမွေးနေ့တွေမှာဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ပုံကိုယ်တွေအခုဒီနေ့မွေးနေ့မှာဆုမွန်ကောင်းတောင်းပေးနေတဲ့ပုံကိုယ်တွေအားလုံးကိုကျေးဇူးတင်တယ်လို့ပြောရင်းနဲ့ဒီဆုတောင်းပေးချက်တွေဟာအလဟတာမဟုတ်ပါဘူးဒီဆုတောင်းပေးချက်တွေဟာအင်တာမထိရောက်ပါတယ်ကျမတို့လည်းအင်တာမအထောက်ကူပေးပါတယ်လို့ပြောချင်ပါတယ်မွေးနေ့မှာတည်တည်တံ့တံ့ပြောချင်တဲ့စကားဆိုတာလေတကယ်တော့နေ့တိုင်းပြောချင်တဲ့စကားမျိုးပါပဲစောစောကကျမပြောသလိုပေါ့မွေးနေ့တစ်နေ့ဆိုတာဟာကြံတဲ့ဒီတစ်နှစ်လုံးရဲ့နေ့တွေနဲ့တကယ်တော့မချသင့်ပါဘူးအဲ့တော့ကျမပြောချင်တဲ့စကားဟာဒီမိုကရေစီကိုတကယ်လိုလားတဲ့လူတွေကညီညွတ်နေကြပါညီနေပြီးတော့ရိုးကျင့်မြင့်ကြံကြပါတိတ်ပြီးတော့ကိုထင်ပေါ်ခြင်းတဲ့စိတ်ကိုအတွက်ပဲကိုလှုပ်ခြင်းတဲ့စိတ်တွေကိုမထားကြပါနဲ့အဲ့ဒီလိုစိတ်တွေပါလာလို့ရှိရင်နိုင်ငံရေးမှာအနှောက်အယှက်တွေအများကြီးဖြစ်နိုင်ပါတယ်နိုင်ငံရေးလုပ်တယ်ဆိုတာနီးမျိုးနဲ့လုပ်ရပါတယ်ကျမတို့လိုနိုင်ငံရေးလုပ်တဲ့လူတွေကအများအတည်တယ်ဟုတ်ပါတယ်အဲ့တော့ကြောကြားတယ်လို့ဆိုပါတော့နော်ဒါပေမဲ့ကျမရဲ့အမြင်မှာနာမည်မထွက်တဲ့ကျမတို့ရဲ့ဒီမိုကရေစီဘက်တော်သားတွေဟာအမြင့်မြတ်ဆုံးလို့ကျမမြင်ပါတယ်ဘာနာမည်မှမရဘဲနဲ့ဘယ်သူမှချီးမွမ်းတာကိုမခံရဘဲနဲ့ကိုယ်ယုံကြည်ချက်အရာကိုဒီဇိုင်းမှလုပ်နေတဲ့လူတွေတဲ့ပို့ပြီးတော့မြင့်မြတ်တဲ့လူမျိုးမရှိနိုင်ဘူးလို့ကျမယုံကြည်ပါတယ်ဒါကြောင့်မလို့ကျမတို့တကယ်ဒီမိုကရေစီကိုလည်းရအောင်လုပ်ချင်တယ်ကျမတို့နိုင်ငံကိုလည်းအကျိုးပြုချင်တယ်ဆိုလို့ရှိရင်မြင့်မြတ်တဲ့စိတ်ထားနဲ့ဒီနဲ့ညီညွတ်ဆက်ပြီးတော့လှုပ်သွားကြပါလို့ကျမတိုက်တွန်းချင်ပါတယ်